မိန်းကလေးတစ်ယောက်သည်တေချင်းထက်ပင်ပိုမိုဆိုးရွားသောခြံတစ်ခုတွင်သူမ၏ဘဝတစ်ခုလုံးကိုကုန်လွန်ခဲ့ရသည့်ထိုခြံတွင်လူများကိုကမကောင်များထဲမှပလဲများထုတ်ယူရန်သမုဒ္ဒရာ၏အနက်ရှိုင်းဆုံးနေရာများသို့ငုတ်ရှိုးနိုင်အောင်လေ့ကျင့်ပေးထားသည့်ထိုလေ့ကျင့်မှုသည်လွန်စွာအန္တရာယ်များလာသဖြင့်ငုတ်ရှိုးသူအများပြားမှာလေ့ကျင့်စဉ်အတွင်းမှာပင်အသက်ဆုံးရှုံးခဲ့ကြရသည်မိန်းကလေးမှာမူထိုခြံမှတစ်နေ့တွင်လွတ်မြောက်ရန်အမြဲအိမ်မက်မက်နေခဲ့သည်တစ်နေ့တွင်ခြံ၏ကြီးကျယ်သူကအန္တရာယ်များလာသောဒွန်ဝမ်ရေကန်ကြီးထဲမှပလဲကိုဆယ်ယူပေးနိုင်သူမည်သူကိုမဆိုထိုက်တန်စွာဆုလက်ပေးမည်ဟုကြေညာခဲ့သည်ဒွန်ဝမ်ရေကန်ဆိုသည်မှာအသက်အန္တရာယ်ပေးနိုင်သောပင်လယ်တတဝါများကျက်စားရာပင်လယ်ပြင်၏အစိပ်ပိုင်းတစ်ခုဖြစ်ပြီးထိုနေရာသို့ပလဲသွားစေသူမည်သူမျှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ကြပေသို့တော်လည်းအန္တရာယ်များကြားမှလွတ်မြောက်မှုကိုအလွန်ပင်တောင့်တနေကြသောရေငုပ်သမားအချို့သည်ထိုစိန်ခေါ်မှုကိုလက်ခံရန်သဘောတူခဲ့ကြသည်ထိုမိန်းကလေးဒွန်ဝမ်အပါအဝင်ရေငုပ်သမားများသည်ဆက်လက်တစည်းဖြင့်ဒွန်ဝမ်ရေကန်စီသို့ထွက်ခွာခဲ့ကြသည်နေရာသို့ရောက်ရှိသည့်နှင့်သူတို့သည်ရေထဲသို့ခုန်ဆင်းလိုက်ကြသည်သမုဒ္ဒရာကြီးမှာအေးဆေးတည်ငြိမ်နေပုံရတော့လဲအန္တရာယ်များမှမူရေအောက်မျက်နှာပြင်အောက်တွင်ချောင်းမြောင်းနေခဲ့သည်ရေငုပ်နေစဉ်အတွင်းဒွန်ဝမ်သည်ကမာကောင်ကြီးတစ်ကောင်ကိုတွေ့ရှိသွားပြီးပလဲတစ်လုံးကိုအောင်မြင်စွာဆယ်ယူနိုင်ခဲ့သည်သို့သောအခြားရေငုပ်သမားများကသူမထံမှပလဲကိုလူယူရန်နောက်ကျောဘက်မှနေ၍တိုက်ခိုက်ခဲ့ကြသည်ရေအောက်ထဲစီးလုံးလုံးထွေးထွေးတပ်ပုတ်နေစဉ်ဒွန်ဝမ်သည်တတိလစ်မေ့မျောသွားခဲ့သည်ထိုရေငုပ်သမားများပလဲစီသို့ဦးတည်သွားနေစဉ်သူတို့ထံသို့ဦးတည်လာနေသောငါးမန်းတစ်ကောင်ကိုရုတ်တရက်မြင်တွေ့လိုက်ရသည်ကြောက်ရွံ့တုန်လှုပ်မှုများကသူတို့ကိုလွှမ်းမိုးသွားပြီးရေမျက်နှာပြင်ပေါ်သို့အလျင်အမြန်တက်ကလှေပေါ်သို့ကမန်းကတန်းပြန်တက်ခဲ့ကြတော့သည်